ဒီနေ့ပြောမယ့်အကြောင်းအရာတွေတော့လေဖြတ်ယောဂပေါ့နော်လေဖြတ်ယောဂဆိုတာဘာလဲပေါ့နော်လေဖြတ်ယောဂဆိုတာကိုတခြားမလုံနိုင်တာအားနေသွားတာကိုဆိုတာနော်ဒီနည်းအားဖြင့်ပြောအုံနောက်ရဲ့အစိတ်အပိုင်းမှာအစိတ်ပိုင်းတစ်ခုကအလုံးမလုံးတာပေါ့အဲ့လိုအလုံးမလုံးတဲ့အကြောင်းအရာလည်းသူကြောပိတ်တာကြောင့်ဖြစ်နိုင်လို့သူကြောပေါက်တာကြောင့်လည်းဖြစ်နိုင်တယ်ကျွန်တော်တို့တော့လေဖြတ်တယ်ဆိုရင်ဒီမို့ဆုံးသွေးကြောပိတ်တာလားသွေးကြောပေါက်တာလားဆိုတာဒီမို့ဆုံးသိဖို့လိုတယ်အဲ့လိုသိရင်တော့ကျွန်တော်တို့ကသိဖို့ရတော့ CT scan ဆိုပုံမြတာဓာတ်မှန်ကိုရင်ရရတယ်ရပြီးမှကျွန်တော်တို့ကကုရတာပေါ့နော်ကုပုံကုနည်းကလည်းမတူတဲ့အတွက်ကြောင့်မို့ဒါဟောပေါ့နော်မသိမဖြစ်သိရတဲ့ပေါ့နော်သိအောင်ပေါ့မသိမဖြစ်သိအောင် CT ရရတာပေါ့နော်ဒီပုံကတော့ပြထားတော့ဒါအုံနောက်သွေးကြောပိတ်တဲ့လက္ခဏာပြတာနော်ဒါအုံနောက်သွေးကြောပိတ်တယ်ဆိုတာလည်းခိုင်းသိသလိုပဲဒါဘယ်ဘက်မှာတော့ normal artery ပေါ့နော်ညာဘက်မှာ atherosclerosis ဖြစ်စဉ်လေးပေါ့နော်ပုံမှန်အဖြစ်ကြည့်ရင်တော့normal artery မှာတော့သွေးအတွင်းထဲမှာသွေးကြောအဆီတွေကတ်နေရမျိုးမရှိဘူးเนาะပုံမှန်ပဲရှိတယ်ဒီညာဘက်မှာရှိတဲ့ atherosclerosis ဖြစ်တဲ့သွေးကြော atheromated plaque ပေါ့เนาะဒါသွေးကြောနိုင်ရအတွင်းမှာညစ်ကြေးနဲ့အဆီဘက်တွေကတ်နေတယ်ပေါ့ကတ်နေတဲ့အတွက်ကြောင့်အဆွန်ဆုံးဖြစ်တဲ့သွေးကြောရဲ့အဆွန်ဆုံးအပိုင်းဟာပိတ်ပြီးတော့လေဖြတ်တဲ့လက္ခဏာတွေဝေဒနာတွေခံစားရတာပေါ့နော်သွေးကြောပေါက်တယ်ဆိုတာလည်းဒါကျွန်တော်တို့ပေါ့နော်ဒီပိုက်များအတွင်းနံရံနေရပါနော်ဒီသွေးကြောတွေရဲ့အတွင်းနံရံနေရထူတဲ့နေရာထူတယ်ပါတဲ့နေရာပါတယ်ပါတဲ့နေရာပေါ့ပို့ပြီးတော့ pressure down ကိုခံရတယ်အဲကြောင့်မို့သွေးတွင်းဖိအားများလာတဲ့ချိန်မှာဒါသွေးကြောပေါက်တဲ့လက္ခဏာမျိုးကိုခံစားရတယ်သွေးကြောပေါက်တဲ့ဖြစ်စဉ်မျိုးကိုကြုံတွေ့ရတယ်ပေါ့နော်အဲကြောင့်လေဖြတ်တာကိုအချိန်သတ်မှတ်ချက်အနေနဲ့ကျွန်တော်တို့က2မျိုးခွဲထားတယ်ပေါ့24နာရီအတွင်းကိုလုံးဝပြန်ကောင်းသွားတယ်ဆိုရင်တော့ဘာနော် minor stroke or ဒါမှမဟုတ် TIA လို့ခေါ်တယ်ဒါမှမဟုတ်24နာရီအတွင်းပြန်ကောင်းသွားပြီဆိုတဲ့အတွက်ကြောင့်မို့ minor stroke ဒါမှမဟုတ် TIA ဆိုတာတကယ်တမ်းတော့ဟိုဘက်က major stroke ရဲ့ပေါ့ရှေ့ပြေးနမိတ်လည်းဖြစ်နေတတ်တယ်ပေါ့အဲ့ဒါကိုလည်းသတိထားရမယ်ပေါ့နော်ပထမတော့လေအကြီးစားမဖြတ်သေးခင်ဆက်ကြမှာလေအသေးစားလာဖြတ်တာအဲကြောင့်မို့လေအသေးစားဖြတ်ပြီးတော့လေအကြီးစားလာနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအဲ့ဒါကိုလည်းလူနာကိုတိတိကျကျရှင်းပြရတယ်ပေါ့နော်အဲ့လိုရှိရနော်24နာရီတန်းပြန်မကောင်းနိုင်ဘူးဆိုရင်တော့ဒါ major stroke လို့ခေါ်တယ်ပေါ့နော်လေဖြတ်နိုင်တဲ့လူတွေကဘယ်လိုလူတွေလဲပေါ့သူတို့ရဲ့ risk person တွေဘယ်လိုဆိုသွေးတူရှိတဲ့လူတွေစီးကျိုရှိတဲ့လူတွေနော်သွေးတွင်းအဆီတန်များတဲ့လူတွေဆေးလိပ်ရဲ့အလွန်ကြံတောက်တဲ့လူတွေမှာဆိုရင်ဒါလေဖြတ်ယောဂရနိုင်ဖို့အတွက်အခွင့်အလမ်းပိုများတယ်ပေါ့သူတို့တော့နော်လေဖြတ်ခြင်းကြောင့်နောက်ဆက်တဲ့ဆူကျိုတွေကဘာတွေဖြစ်မလဲဆိုရင်ဒါကြောင့်ဒါဒီပုံကိုကြည့်လိုက်လို့ရှိရင် esophagus အစာရည်မျိုးပြုံခေါ်ပါတော့ trachea ဆိုတာလေပြုံခေါ်တယ်ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်ဒီ trachea ရှေ့မှာ esophagus ကနောက်မှာပေါ့ကျွန်တော်တို့အစာကိုမျိုးချလိုက်တဲ့ချိန်မှာမျိုးချလိုက်တဲ့အစာတွေကesophagus အစာရည်မျိုးပြုံကနေမှတစ်ဆင့်ဘယ်ကိုရောက်သွားအောင်ဆိုအစာရည်တွေကိုရောက်သွားတယ်နော်ဒါပုံမှန်ပေါ့နော်တကယ်တော့လေဖြတ်တဲ့လူနာတွေကတကယ်တမ်းတော့သူတို့ကမမျိုးနိုင်တဲ့အချိန်မှာသူကဒီအစာရည်တွေကိုမရောက်ဘဲနဲ့သူတို့ရဲ့စားတဲ့ရေတို့အစာတို့ဆိုတာဒီအဆုတ်ထဲကိုရောက်သွားတတ်တယ်အဲ့လိုအဆုတ်ထဲကိုရောက်သွားတဲ့အချိန်မှာလူနာမောတာတို့ကြက်တာတို့အဖျားတက်တာတို့ပေါ့နော်အဲ့လိုတွေဖြစ်လာတတ်တယ်နော်အစာဝင်လွဲသွားတာပေါ့နော်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်အောင်ဆိုတော့ဒါနှာခေါင်းပိုက်ထဲအစာပိုက်ထဲရမှာပေါ့နော်အစာပိုက်အဲ့ကလည်းဆရာကြီးဘယ်လောက်ထဲရမှာဆိုတော့အဲ့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့တောက်လျှောက်ထဲရမှာဆိုတော့ပေါ့တစ်လုံးထဲရမှာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးပေါ့နော်သူ့ရဲ့ပေါ့နော်အစာတနေ့တာပမာဏအစာအာဟာရကိုပါးစပ်ကနေစားနိုင်တဲ့အထိကျွန်တော်တို့ကကျင့်ပေးရမှာကျင့်ပေးပြီးတော့ဝင်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဝင်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဖြုတ်ပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘာလို့ဆိုလူနာတွေကပေါ့နော် stroke patient ပေါ့နော်လေဖြတ်လူနာတွေကအဲ့ရတဲ့မှာပဲအများတန်း
လဲအိမ်နေရတာဖြစ်တဲ့တကြောင်မို့သူတို့ကကြောနဲ့ကြမ်းပြင်နဲ့အမြဲတမ်းထိတွေ့နေခြင်းမှာပွန်းလာတော့နော်ဖြစ်လာတယ်အဲ့ပွန်းလာကနေဘာမပြောက်တော့အနာပူပြီးတော့ကြီးလာတတ်တယ်အဲ့ဒါကလည်းဟိုပါနော်ဒီလူနာတွေအတွက်တကယ်အခက်အခဲတစ်ခုပဲပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်တည်တည်ချာချာထင်းထင်းထားရမယ်လူနာကို2 နာရီကြာတခါစောင်းပေးပေါ့နော်အဲ့လိုနာလေးဖြစ်လာပြီဆိုရင်ဆေးလူပေးမယ်နောက်တစ်ခုကအဲ့ဖော်ကွင်းလေးတွေကိုအဲ့အနာမှာပေါ့နော်ဖော်ကွင်းလေးတွေကိုခန်းပြီးတော့လူနာလေးကိုဟိုပါပေါ့နော်ကြောခင်းခိုင်းမယ်ပေါ့နော်အဲ့လိုနောက်တစ်ခုကလေးအိမ်မှုရတွေပါလဲအသုံးပြုနိုင်တယ်ပေါ့နော်ဒါအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ဖြစ်ရင်မပြောက်တော့ဘူးအဲ့ဒါကြောင့်ပေါ့နော်အဲ့ဒါ6ယောက်သွေးကြောပိတ်တတ်တယ်လူနာတွေကအများတမ်းပဲဒီအိယာပေါ်မှာလဲနေရတာဖြစ်တဲ့ကြောင့်သူတို့ရဲ့6တွေငြိမ်နေတာလှုပ်ရှားမှုကမရှိတဲ့အတွက်ကြောင့်မို့သွေးကြောတွေပိတ်သွားနိုင်တယ်ဟုတ်ပြီသွေးကြောပိတ်ရင်နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲပေါ့နော်ဒီဘက်အပေါ်ပုံလေးကိုကြည့်လိုက်တဲ့အခါမှာပေါ့နော်ခြေထောက်မှာသွေးကြောပိတ်တယ်ဆိုရင်အဲ့သွေးခဲလေးတွေကဘယ်ကိုရောက်သွားမှာဆိုတော့နောက်ဆုံးမှာနှလုံးကိုရောက်သွားမှာနှလုံးကနေဘယ်ကိုရောက်သွားမှာဆိုအဆုပ်သွေးကြောစီကိုရောက်သွားမယ်အဆုပ်သွေးကြောစီကိုရောက်သွားပြီးရင်အဆုပ်သွေးကြောပိတ်လို့ရှိရင်ရုပ်တရက်အမောဖောက်ပြီးတော့ရုပ်တရက်အသက်ဆုံးရှုံးနိုင်တယ်ပေါ့နော်အဲ့ဒါလည်းသတိထားရမယ်အဲ့ကြောင့်မို့ကြောက်သွေးကြောပိတ်တယ်မပိတ်ဘူးဆိုဘယ်လိုသိနိုင်အောင်ဆိုတော့ဒီမှာလေဖြတ်တဲ့ပဲဖြစ်မဖြတ်တဲ့ပဲဖြစ်ခြေထောက်ကပုံမှန်ရွယ်စားတဲ့ပို့ပြီးတော့ဖောင်းလာတဲ့ဟာမျိုးဆိုရင်နော်အဲ့ဒါကျွန်တော်တို့ကြောက်သွေးကြောပိတ်တယ်လို့ယူဆလို့ရတယ်နော်ဟိုဘက်ဒီဘက်ကြောက်ရဲ့လုံးဘက်ကမတူဘူးပေါ့နော်တစ်ဖက်ဘက်ကပို့ပြီးတော့တုံနေတာမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါမျိုးအဲ့လိုမျိုးပြောင်းဘယ်လိုလုပ်အောင်မလဲဆိုတော့ဒါ stocking ပေါ့နော် long stocking အဲ့လိုမျိုးနော် DVD stocking တွေပါရင်ဝက်ဆင်ထားရမယ်ပေါ့နော်နောက်တစ်ခုကပေါ့လူနာတွေကဒီ post stroke မှာပေါ့လေဖြတ်ပြီးတဲ့နောက်မှာလေ့ကျင့်ခန်းမပြည့်မနေရလောက်ရမယ်အဲ့လိုမလုပ်ဘူးဆိုရင်contracture ဆိုလက်တွေပါတွေက6တွေပါတောင်းတင်းကြီးဖြစ်ပြီးတော့ကွေးလို့မလွယ်ဆန့်လို့မလွယ်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါလည်းဖြစ်တာရှိတဲ့ကြောင့်မို့ use ရမယ်နော်အဲ့ဒါလေပြတ်ယောဂါကိုဘယ်လိုကာဝယ်ကြမအောင်လေပြတ်ယောဂါကာဝယ်ဖို့အတွက်သူဘာကြောင့်ဖြစ်တာအောင်ဆိုကျွန်တော်တို့ကအရင်သိရမှာပေါ့နော်အဲ့ကြောင့်ဒီအကြောင်းတရားတွေကြောင့်အကျိုးတရားဖြစ်တဲ့ကြောင့်မို့အကြောင်းတရားတွေကိုကျွန်တော်တို့ကရှာဖွေဖော်ထုတ်ရမယ်ပေါ့နော်အဲ့ဒါတွေကသွေးတူးတို့စီးကျူတို့နော်သွေးတွင်းအဆီဓာတ်များတာတွေအရက်တွေဆေးလိပ်တွေလွန်ကျွံတောက်တာတွေဒါမျိုးကဒီသွေးတူးလေဖြတ်ဖို့ရန်အတွက်အလားအလာရှိတဲ့အရာတွေဖြစ်တဲ့ကြောင့်မို့ဒါတွေကိုကောင်းကောင်း control လုပ်ရမယ်ပေါ့နော်သွေးတိုးတယ်ဆိုရင်လည်းသွေးကြတွေကိုပုံမှန်တော့အငန်းတွေပါမစားနဲ့နော်နောက်တော့စီးကြိုဆိုရင်လည်းစီးကြို control ကောင်းအောင်နေထိုင်ရမယ်ဆရာဝန်နဲ့တည်တည်ချာချာပြရမယ်နော်အဲ့လိုတွေလုပ်ရမယ်ပြန်လိုက်တန်းဆန်းရေးလေ့ကျင့်ခန်းဒါကတော့ရေးကြည့်ပါတယ်ကျွန်တော်တို့ကအများသောအားဖြင့်တော့ဒါမျိုးလေပြက်လူနာတွေဆိုရင်တော့ကျွန်တော်တို့ကဒီ rehab ဆရာမတွေနဲ့ပြန်ပြရတယ်လေ့ကျင့်ခန်းကိုသူတို့ပို့ပြီးတော့စနစ်တကျလုပ်တတ်အောင်ပေါ့နော်လူနာတွေလည်းလုပ်တတ်အောင်ပေါ့သူတို့အဲကြောင့်မို့ကျွန်တော်တို့တည်တည်ချာချာသင်ပေးရတယ်ပေါ့နော်အဲဒီပုံကိုတော့နမူနာအနေနဲ့ထည့်ထားတယ်ပေါ့နော်ဒါဘာလို့တော့ဆိုတော့သူကဘာအေးရပေါ်မှာလဲနေတယ်လဲပြီးတော့ဘယ်ဒီပဲစောင်းပြီးတော့ခြေောက်ကိုကွေးလိုက်ဆန်းလိုက်လေ့ကျင့်ခန်းလုပ်တယ်ပေါ့နော်နောက်တစ်ခုကတော့exercise နောက် exercise ကဒီလက်နှစ်ဖက်ကိုကြမ်းမြမှာထားပြီးခြေထောက်ကိုချောင်းနှစ်ဖက်ကိုခြေဘဝကိုဇုံထားပြီးတော့ခါကိုကော့တဲ့နေပေါ့နော်နောက်တစ်ခုကနောက် session 3ကတော့ဘာလို့တောင်းဆိုတော့ဒီလေဖြတ်တဲ့ဘက်ကိုလက်ကိုမြောက်လိုက်6လိုက်မြောက်လိုက်ချလိုက်လေ့ကျင့်ခန်းလုပ်တယ်နော်နောက်တစ်ခုကလက်ကိုစန့်နေပေါ့နော်အဲ့ဒါလမ်းလျှောက်လေ့ကျင့်တယ်ပေါ့နော်နောက် number session 7ကတော့ဒါလက်ချောင်းလေးတွေကိုကွေးလိုက်ဆန့်လိုက်လုပ်တယ်ပေါ့နော်အဲ့ဒါလုပ်တယ်နောက်တစ်ခုက session 8ကတော့လေဒူးကနေချင်းမျက်စိတီကိုဟောပါနော်ဒီဖြစ်တဲ့ဘက်ကနေဖြစ်တဲ့ဘက်ရဲ့ဟောဖနှောက်ကနေဟို
လေ့ကျင့်ခန်းလောက်တာပေါ့နော်အဲ့ရလောက်တယ်နောက်တစ်ခုကဟောပေါ့နော်ဒီလေကအတက်လေ့ကျင့်ခန်းလောက်တယ်နောက်တစ်ခုကပစ္စည်းယူတာကိုလေ့ကျင့်ခန်းလောက်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နော်